ကိုယ့်ကိုအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေပင်ကိုလိန်ချုပ်ပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိပ်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကိုကမြင်တယ်မှန်ပါဗျာငါပြောစကားနားမထောင်နိုင်ကောင်အဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှစ်ကောင်စုံမစုံတောင်မကြည့်နိုင်ဘူးရှိတဲ့ကျက်တူရဲ့ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရဲ့လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်စားမစင်ញင်မဲနဲ့မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်တော်ရဲ့ညီလေးသိတယ်လို့သိရလိမ့်မယ်တဲ့မှန်ပါအဲ့ဒါလို့ပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့သိတဲ့အတိုင်းပြောရမှာပဲမြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်ပဲဘွန်းပဲရှင်းပဲဆိုတဲ့လူတွေသတိထားတယ်မကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောပိဋကရေဘာကိုကြည့်ပြောရမလဲပုဂ္ဂိုလ်ကြည့်ပြောရမှာပါဗျာပုဂ္ဂိုလ်ကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရရှိအောင်မှနားလေနိုင်အောင်မှတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မှဦးဇင်းတို့ဒုက္ခထာသုတ်တံဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျသီလမရှိတဲ့လူရဲ့ရှေ့မှာသီလအကြောင်းသွားပြောရင်နာခါတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ခထမကောင်းတဲ့စကားကိုဖြစ်သွားတာသူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုပြီးတော့စကားကောင်းပြောရင်းနဲ့အကုသိုလ်ဖြစ်တယ်ယုံကြည်မှုတရားတရားမရှိတဲ့လူရှေ့မှာတရားတရားအကြောင်းပြောရင်နာခါတယ်မှန်ပါဗျာဟုတ်လားဘာမပြောနဲ့ဟုတ်လားနောက်ဘ ഹു တုတ္တတွေနဲတဲ့ပုဂ္ဂိုလ်ရှိမှဘ ഹു တုတ္တအကြောင်းသွားမပြောနဲ့နော်တတ္တာသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှိမှပေကံချင်းအကြောင်းသွားမပြောနဲ့နောက်ပညာနဲတဲ့လူရှိမှပညာအကြောင်းသွားမပြောနဲ့မှန်ပါဒါမြတ်စွာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခံနိုင်ရည်မရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်